အားလုံးပဲမင်္ဂလာပါ Grade 6 to 12 English Half မှာကြိုဆိုလိုက်ပါတယ်။ယနေ့မျှဝေပေးမယ့်သင်ခန်းစာလေးကတော့ Grade 7 English Unit 11 Lesson 1 A Beautiful Sunny Day ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်။ Beautiful လှပသော sunny နေသားသော day a day နေ့လေးတစ်နေ့အဲ့တော့လှပပြီးနေသားတဲ့နေ့လေးတစ်နေ့ဒီလိုဘာသာပြန်လို့လဲရတယ်ဒါပေမဲ့တာယာလှပပြီးနေသားသောနေ့လေးတစ်နေ့ဆိုရင်လေရတယ်အဲ့တော့ဒီ lesson 1လေးမှာဗာလေးများသင်ရမှာပါလိမ့် weather forecast ရာသီဥတုတွေကိုခန့်မှန်းမဲ့အကြောင်း talking about the weather ရာသီဥတုတွေနဲ့ပတ်သက်ပြီးပြောမဲ့အကြောင်းဒါတွေကိုလေ့လာရမှာပဲဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးသင်ခန်းစာလေးမိတ်ဆက်အနေနဲ့ impose as and answer the questions နှစ်ယောက်တွဲလောက်ကမဲ့ pair word လေးတွေပဲဖြစ်ပါတယ် as and answer the question ဒီအောက်ကမေးခွန်းလေးတွေကိုတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်မေးရမယ်ဖြေရမယ် Number 1 What kind of weather do you like What kind of weather do you dislike ဘလို့ရာသီဥတုမျိုးကိုကြိုက်တယ်လဲဘလို့ရာသီဥတုမျိုးကိုမကြိုက်ဘူးလဲအဲ့တော့ကျောင်းသားနှစ်ယောက်တွဲလိုက်မယ်ကျောင်းသားတစ်ယောက်ကနေပြီးတော့မေးမယ် What kind of weather do you like အဲ့တော့နောက်ထပ်ကျောင်းသားတစ်ယောက်ကပြန်ဖြေလို့ရတယ် I like cool weather I like warm weather I like sunny weather I like hot weather ဒီလိုပေါ့နော်ဖြေလို့ရတယ် What kind of weather do you dislike I dislike cold weather I dislike wet weather ဒီလိုလေးတွေဖြေလို့ရတယ်အဲ့ဒီမှာတခုရှင်းပြချင်တာက cool ရယ် cold ရယ်ပေါ့နော်ဒီစကားလုံးလေးနှစ်ခုဟာမြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့အေးတယ်လို့ပဲဘာသာပြန်တယ်ဒါပေမဲ့သူတို့နှစ်ခုမှာနည်းနည်းကွဲလွဲချက်လေးတွေရှိနေတယ်နည်းနည်းတော့မဟုတ်ပါဘူးအများကြီးကွဲလွဲပါတယ်ဓာတ်ရိုက်ဘာသာပြန်လိုက်လို့သာအေးတယ်ဆိုပြီးတော့တူသလိုဖြစ်နေတာဒါပေမဲ့ခူးနဲ့ကိုမှာကွာခြားချက်တွေအများကြီးရှိတယ်ဥပမာခူးဆိုရင်သူ့ရဲ့အပူချိန်အားအေးမြယုံလေးပဲအေးမြယုံလေးပဲအေးတာခိုးဆိုရင်အပူချိန်တော်တော်နည်းနေတဲ့အနေအထားမှာဖြစ်တယ်ဒါကြောင့်တော်တော်အေးတယ်ခူးရဲ့အေးတဲ့ခံစားချက်လေးရဆိုရင်နေလို့ကောင်းတဲ့အေးမျိုးခိုးကြတော့နှိုင်းရှင်ပြရမယ်ဆိုရင်ရေခဲတက်တာတွေကရေလိုအေးတယ်နှင်းကြနေတဲ့အချိန်လိုမျိုးအေးတယ်အဲ့တော့ခူးကကြတော့စောင်းပေါက်နနခင်းမျိုးလိုနေအချိန်အေးတဲ့ပုံစံလေးခိုးကကြတော့တော်တော်ကိုအေးနေတဲ့ချမ်းတုံနေအောင်အေးတဲ့အေးမျိုးပြောမယ်ဆိုရင်တက်တာမရှိဘူးခူးကကြတော့နေလို့ကောင်းတဲ့အေးမျိုးဖြစ်ပြီးတော့ခိုးကကြတော့တက်တာမရှိတဲ့အေးမျိုးဖြစ်တယ်တခါတလေလူတွေမှာဆိုရင်လေခူးတို့ခိုးတို့ခူးဖြစ်တယ်တို့အဲ့လိုမျိုးပြောတဲ့အခါကျရင် COOL ခူးဖြစ်တယ်လို့ပြောရင်အဲ့လိုလမ်းနဲ့မိုက်တယ်ဟေ့စတိုင်ကြတယ်ဟေ့လို့ပြောတာဖြစ်ပြီးတော့ခိုးကကြတော့အဲ့ဒီလိုဘယ်လိုပြောလိုက်တာလဲဆိုတော့သွေးအေးတယ်မကျင်တာဘူးခံစားချက်မရှိဘူးလို့ပြောလိုက်တာဖြစ်တယ်ဒါကြောင့်ခူးနဲ့ခိုးသည်မြန်မာလိုဓာတ်ရိုက်ဘာသာပြန်လိုက်ရင်တော့အေးတယ်ဒါပေမဲ့အေးပုံအေးနီးချင်းမတူသလိုအသုံးဆွဲပုံချင်းကလည်းမတူဘူးခံစားချက်ချင်းကလည်းမတူဘူးဒါလေးကိုတော့မှတ်ထားဖို့လိုတယ်အဲ့ဒီလိုမျိုးခူးလို့လဲနေသားယုံလေးအေးတာလည်းမဟုတ်ဘူးခိုးလို့လဲချမ်းတုံနေအောင်အေးတာလည်းမဟုတ်ဘူးအရန်အေးတယ်အဲ့ထက်ပိုဆိုးဝါပြင်းထန်တဲ့အေးမျိုးဆိုရင် freezing ကိုသုံးတယ်ခဲမတက်အေးတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါလေးတွေကတော့ရာသီဥတုလေးတွေပဲဖြစ်ပါတယ်အဲ့တော့ဘလို့ရာသီဥတုမျိုးစားကိုကြိုက်လဲမကြိုက်ဘူးလဲကိုမေးတဲ့အခါမှာ what kind of weather do you like what kind of weather do you dislike ဆိုပြီးမေးလို့ရတယ်အဲ့တော့ number 2 မေးခွန်းလေးဟာ what's the weather like today what is the weather like today what's the weather like today ဒီနေ့ရာသီဥတုဘလို့ရှိလဲ It's hot ပူတယ် It's cold အေးတယ် It's what ဆိုနဲ့ဟဲ့အဲ့တော့အပြန်အလှန်မေးလို့ရတယ် What will the weather be like tomorrow မနေ့ကရာသီဥတုအခြေအနေဘလို့ရှိလဲဒါကဒီနေ့ဟာကိုမေးတာမဟုတ်မနေ့ကဟာကိုမေးတာဖြစ်တယ် It will be hot I think it will be hot ပူလိမ့်မယ်လို့ငါထင်တယ် It will be cold အေးလိမ့်မယ် It will be sunny It will be cloudyနေသားလိမ့်မယ်တိမ်နေထူထက်လိမ့်မယ်ဒီလိုမျိုးပြန်ဖြေလို့ရတယ်ဒါကတော့
ကျောင်းသားတယောက်နဲ့တယောက်အပြည့်အလှန်ပဲဝတ်အနေနဲ့မိကုံမေးလိုက်အဖြေဖြေလိုက်လောက်ရမယ်လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကတော့ vocabulary ဖြစ်ပါတယ် study the weather symbols and their meaning ရာသီဥတုသင်္ကေတတွေနဲ့သူတို့ရဲ့အဓိပ္ပာယ်လေးတွေကိုရှင်းတွဲပြီးတော့လေ့လာကြည့်အောင် okay ဒီမှာဒီလိုပုံစံလေးပေါ့နော်ဒါလေးဆိုရင်ဒါကို thundery လို့ခေါ်တယ် thunder ကနေလာတာပေါ့နော် thunder ဆိုတာကတော့မိုးချုံသည်မိုးချင်းသည်ဒီလိုပြောတာပေါ့ thundery ဆိုလို့ရှိရင်ဒါကမိုးချင်းသောမိုးထစ်ချုံသောမိုးချင်းသောပေါ့နော်ဒီလိုပြောရင်မှန်လိမ့်မယ်အဲ့တော့ဒီမှာဆိုရင်အဝိုင်းလေးအလယ်မှာမိခိုးရောင်လေးတွေနဲ့ဖြစ်လိမ့်မယ်ဒီလိုပုံစံလေးဆိုရင် fog ကနေလာတာ foggy fog ကကြတော့မြူနင်းတွေကိုပြောတာဖြစ်ပြီးတော့ foggy ဆိုတော့မြူတွေပိတ်နေတော့မြူတွေဆိုင်းနေတော့ဆိုပြီးတော့ဘာသာပြန်လို့ရတယ်အဲ့တော့ဒီမှာဆိုရင်သိရွက်ကလေးနဲ့မြင်းလေး၃ချောင်းဒီဒါလေတိုက်တဲ့ပုံစံလေးကိုပြတာ wind ကနေလာတယ် windy ကဲဒါကတော့သိတာပါတယ် sun ကနေလာတယ် sunny လေတိုက်တယ်ဒါကနေသားတယ်ဒီမှာဆိုရင် shower ကနေလာတယ် showery ဒီမှာမိုးဆက်လေးက10 20 30လောက်ပဲဒါဆိုလို့ရှိရင် shower ကကြတော့ဘယ်လိုလဲဆိုတော့ तू ကခဏတစ်ဖြုတ်ရွာတဲ့မိုးกว่าမိုးမတဲဘူးလုံးဝမတဲဘူး10 20မိုးတစ်ပြိုင်နှစ်ပြိုင်ဒီလိုမျိုးဖြောက်တောက်ရွာတဲ့မိုးမျိုးကို shower လို့ခေါ်တယ်အဲ့တော့ပြောရမယ်ဆိုမိုးပြတ်တောင်းရွာတော့မိုးတစ်ပြိုင်နှစ်ပြိုင်ရွာတော့မိုးဖွဲရွာတော့ဆိုရင်ဒါ showery လို့သုံးတယ်သင်္ကေတလေးကဒီလိုမိုးဆက်လေး10 20 30လောက်ပဲရှိတယ်rainy ဒါကတော့မိုးကနေလာတာမိုးရွာတော့မိုးရွာနေပြီဆိုရင်တော့မိုးရေစက်လေးတွေများမယ်တိမ်လေးတွေအောက်မှာဒီမှာဆိုရင်စက်ကြတဝက်ပုံစံလေးအဲ့လိုလေးအဲ့တော့ဒါက storm မုန်တိုင်းကနေလာတယ်ဒီလိုသင်္ကေတလေးကိုတွေ့ stormy မုန်တိုင်းနေထန်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပါဒါဆိုရင်ဒါတိမ်ပုံစံလေးပေါ့နော်တိမ် cloud ကနေလာတယ် cloudy တိမ်ထူသောဆိုတဲ့အဓိပ္ပာယ်လေးအဲ့တော့ thundery foggy windy sunny showery rainy stormy cloudy အဲ့တော့ symbols လေးတွေနဲ့သူ့ရဲ့သင်္ကေတလေးတွေကိုတွဲပြီးလေ့လာပြီးပြီဆိုရင်ဒီသင်ခန်းစာလေးကိုဆက်ပါမယ် 3. Look at the table and complete the following sentences ဒီဇယားကိုကြည့်ပါပြီးရင်အောက်ပါ sentence တွေကိုဝါကျတွေကိုဖြည့်ပါအဲ့တော့ဒီဇယားလေးမှာဘာတွေပေးထားလဲဆိုတော့မြို့ရဲ့ weather ရဲ့ degree ရဲ့ဒါလေးတွေပေးထားတယ် temperature ပေါ့နော် temperature ရဲ့ပေးထားတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ဗာမြို့လေးလဲဆိုတော့နေပြည်တော် okay နေပြည်တော်မှာ weather ရာသီဥတုက thundery မိုးတွေချိန်မယ် temperature က29 degree Celsius ရှိမယ်စီလေးအပေါ်တက်နေတယ်အောက်မှာရေးရမယ်နော် Bangkok မှာ windy လေတိုက်မယ်လေထမ်းမယ် temperature က30 degree Celsius ရှိမယ် Kuala Lumpur မလေးရှားမှာ sunny နေသားမယ်မလေးရှားနိုင်ငံ Kuala Lumpur မြို့မှာနေသားမယ် temperature က34 degree Celsius ရှိမယ်ဒီဟာလေးပေါ့နော်ဒီဟာလေးကိုတို့မြန်မာအတန်နဲ့ဆိုရင် VN ကျင်းဆိုပြီးတော့ခေါ်ကြတယ်ပေါ့နော်VN ကျင်းလို့ခေါ်ကြတယ်ဒါပေမဲ့သူ့ကိုတကယ်တမ်းဖတ်မယ်ဆိုရင် VNTN ဒါလို့ဖတ်မယ်နော် VNTN အဲ့တော့ VN ကျင်းမှာ foggy မြူတွေပိတ်နေမယ်မြူတွေဆိုင်းနေမယ် temperature က26 degree Celsius ရှိမယ် Hanoi မှာ stormy မုန်တိုင်းထန်နေမယ် temperature က30 degree Celsius ရှိမယ် Manila မှာ rainy မိုးရွာမယ် temperature က29 degree Celsius ရှိမယ် Singapore မှာ showery မိုးဖွဲရွာမယ် temperature က29 degree Celsius ရှိမယ် Phnom Penh မှာ cloudy တိမ်ထူမယ် temperature က31 degree Celsius ရှိမယ်ဒီဇာတ်လေးကိုတို့တွေအရင်ကြည့်ထားရမယ်ပေါ့နော်တို့တွေအရင်ကြည့်ထားပြီးတော့ဒီ sentence ရှစ်ကြောင်းကိုဖြစ်မယ်တို့တွေတူတူခက်ခဲမဟုတ်ဘူးသူကweather ကိုမေးမယ်မမေး temperature ကိုမေးမယ်အဲ့တော့ဖတ်ကြည့်လိုက်မယ် in နေပြီးတော့ it will be plan today and the temperature will be 29 degrees Celsius နေပြီးတော့မှာတဲ့ယနေ့ကွက်လက်ပါလိမ့်မယ်အပူချိန်ကတော့29 degree Celsius ရှိပါတယ်အဲ့တော့တို့တွေနေပြီးတော့သွားကြည့်မယ်ရာသီဥတုလေးကဘာဖြစ်မလဲဆိုရင် thundery မိုးချိန်မယ်မိုးထစ်ချုံမယ်အပူချိန်လေးကတော့29 degree Celsius ရှိပါမယ်တဲ့အဲ့တော့ဒါဆိုရင်လွယ်သွားပြီ
Number 2, it will be windy in Bangkok with a temperature of, yes, 30 degrees Celsius. The temperature in Kuala Lumpur will be 34 degrees Celsius. ဒီစံတက်လေးမှာ temperature ကိုပေးထားတယ်အဲ့တော့ weather ကိုပြောင်းပြီးတော့လှည့်ပြီးတော့ဖြည့်ခိုင်းတယ် and it will be blunt most of the day. ဘာဖြစ်မလဲဒါပေါ့ sunny. It will be blunt in Vientiane, but the temperature will rise to 26 degrees Celsius. The weather foggy. Good. In Hanoi, it will be stormy with a temperature of 30 degrees Celsius. It will be blunt in Manila, so rainy. So temperature will drop to 29 degrees Celsius. Singapore. In Singapore, it will be showery and the temperature will be around 29 degrees Celsius. In Phnom Penh, it will be cloudy with a temperature of 31 degrees Celsius. လွယ်ပါတယ်နော်အဲ့တော့ weather ရာသီဥတုနဲ့ temperature အပူချိန်လေးတွေကိုပေးထားပြီးတော့ဒီမှာဖြည့်ခိုင်းတာပဲဖြစ်ပါတယ်ဒါဆိုရင်29 will be 29 degrees Celsius ဒီလိုမျိုးလေးတွေဆိုရင်ဒါ29 degrees Celsius ဖြစ်လိမ့်မယ်ဒီလိုပြောတာပေါ့နော်ဒီမှာဆိုရင်rise ဆိုရင်26 degrees Celsius အထိမြင့်တက်နိုင်ပါတယ် drop ဆိုရင်29 degrees Celsius အထိကိုလျော့ကျနိုင်ပါတယ်ဒီလိုမျိုးလေးတွေသုံးတာပေါ့နော် around ဆိုရင်29 degrees Celsius ဝန်းကျင်လောက်ရှိပါလိမ့်မယ်ဒီလိုသုံးနှုန်းလေးတွေရာသီဥတုမှာဒီလိုသုံးနှုန်းလေးတွေထည့်သုံးနေဆိုတာကိုလေ့လာလို့ရပါတယ် Number 3 exercise လေးပြီးသွားတော့ listening and speaking exercise လေးဆက်လက်ပြီးတော့လေ့လာကြရအောင် 4A. Listen to the weather forecast and complete the table with the words given in the box. ကဲ box ထဲမှာပေးထားတဲ့စကားလုံးလေးတွေကိုသုံးပြီးတော့အောက်ကဇယားကိုဖြည့်ရမယ်။ရင်ဆုံး box ထဲမှာဘာတွေပေးထားလဲ။ audio file လေးနားမထောင်ခင်မှာအရင်လေ့လာရမယ်။ windy, sunny, cloudy. weather ၃ခုပေးထားတယ်။ 34 degrees Celsius, 26 degrees Celsius, 30 degrees Celsius ဆိုပြီး temperature ၃ခုပေးထားတယ်။အောက်မှာ today weather ဆိုတဲ့ table လေးမှာ capital မြို့တော်ပါမယ် weather ပါမယ်ရာသီဥတုပါမယ် temperature အပူချိန်ပါမယ်အဲ့တော့ Brunei နိုင်ငံရဲ့မြို့တော် Bandar Seri Begawan ပေးထားတယ် Cambodia နိုင်ငံရဲ့မြို့တော် Phnom Penh ပေးထားတယ် Indonesia နိုင်ငံရဲ့မြို့တော် Jakarta ပေးထားတယ်မြို့တော်၃ခုပေးထားတယ်အဲ့တော့ဒီမြို့တော်၃ခုရဲ့ရာသီဥတုလေးကဘယ်လိုရှိလဲ windy လား sunny လား cloudy လား temperature ကဘယ်လောက်ရှိလဲ34 degrees Celsius လား26 degrees Celsius လား30 degrees Celsius လားကိုဖြည့်ချင်တိုင်းဖြည့်လို့မရဘူး audio file လေးကိုနားထောင်ပြီးတော့ဖြည့်ရမယ်အဲ့တော့ audio file လေးကိုဖွင့်ပြမယ်ဖွင့်လို့ကျွန်မကြားတဲ့စကားလုံးလေးတွေကိုတစ်ခါတည်းပဲဖြည့်မယ်ပေါ့နော်အဲ့ဒီစကားလုံးလေးတွေကလည်းဒီ box ထဲမှာပါတဲ့စကားလုံးလေးတွေပဲဖြစ်တယ်အဲ့တော့ audio file လေးကိုနားဆိုင်ပြီးတော့ထောင်မယ် very easy နော်အရန်လွယ်တယ် Unit 11, Lesson 1. Listening and Speaking. Exercise 4A. Listen to the weather forecast and complete the table with the words given in the box. Good morning. Here is the weather for today in Bandar Seri Begawan. It will be sunny most of the day with the temperature around 30 degrees Celsius. The cloudy weather will continue in Phnom Penh. The temperature will be a bit above 34 degrees Celsius. In Jakarta, it will be windy most of the day, but there will be no rain. The temperature will be over 26 degrees Celsius. Ero, jara le deo, kebi dabi so eh. Now te exercise လေးတစ်ခုကပါပါလိမ့် 4B Listen again and cross out 5 mistakes cross out ဖြတ်ထုတ်ခိုင်းလိုက်တာ In the weather forecast below အောက်မှာရာသီဥတုခန့်မှန်းထားတဲ့ထဲမှာအမှား၅ခုပါတယ်ဒါကိုဖြတ်ထုတ်လိုက်ဖြတ်ထုတ်ပြီးသွားလို့ရှိရင် then correct the mistake အဲ့ဒီအမှားကိုအမှန်ပြင်ပေးရမယ် The first one is done for you ပထမတစ်ခုလုပ်ပေးထားပါလိမ့်မယ်တဲ့အဲ့ဒါကဂုဏက audio file ရဲ့ script လေးတွေပဲအဲ့ဒီတော့သေချာလေးနားဆိုင်ထောက်မယ်မှားနေတဲ့စကားလုံးလေးတွေ့ရင် cross out လုပ်လိုက်ပြီးရင်မှန်ကန်တဲ့စကားလုံးလေးကိုအပေါ်မှာရေးလိုက်ပထမဦးဆုံးလုပ်ထားတယ်လို့ပဲเนาะအဲ့တော့ good morning
here is the weather for tomorrow တဲ့တကယ်တော့ audio file ထဲမှာ today လို့ပြောသွားလိမ့်မယ်အဲ့တော့ tomorrow လေးကို cross out လုပ်ပြီးတော့ today လေးပြန်ပြင်ထားတယ်ဒီလိုလေးပဲလွယ်တယ်နားထောင်ကြည့်နော် Unit 11, Listening and Speaking. Exercise 4A. Listen to the weather forecast and complete the table with the words given in the box. Good morning. Here is the weather for today in Bandar Seri Begawan. It will be sunny most of the day with the temperature around 30 degrees Celsius. The cloudy weather will continue in Phnom Penh. The temperature will be a bit above 34 degrees Celsius. In Jakarta, it will be windy most of the day, but there will be no rain. The temperature will be over 26 degrees Celsius. recording လုပ်တော့ကတော့ထပ်တူလိုက်ပြတာပဲဒါပေမဲ့မြားနဲ့အတန် file နဲ့ကထပ်တူမကြဘူးဖြစ်သွားတယ်ဘာဖြစ်လို့လဲတော့မသိဘူးเนาะနောက်ထပ် exercise လေးတစ်ခုကတော့ number 5 impose as and answer the question to complete the table ဇယားကိုပြည့်စုံအောင်ဖြည့်ဖို့အတွက်မေးခွန်းတွေကိုမေးပါဖြေပါတဲ့အဲ့တော့ဒီမှာဆိုရင် pair word ဖြစ်တဲ့အတွက်အကြောင်းသားအကြောင်းသူဒီနှစ်ယောက်တွဲစီအတူတူတွဲလောက်ရမယ်လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်အဲ့တော့ဘယ်ဇယားလဲဆိုရင်ဒီဇယားပဲဖြစ်ပါတယ် student A မှာလည်းဒီမှာ symbol လေးတွေနဲ့ temperature လေးတွေနဲ့ဒီမှာ capital မြို့လေးတွေနဲ့ပေါ့နော်မြို့ capital မြို့ရဲ့ဒီမှာ weather symbols လေးတွေရဲ့ temperature လေးတွေရဲ့ပေးထားတယ် student B မှာလည်းရှိတယ်ဒါပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတော့ student A ကမေးခွန်းလေးမေးမယ် student B ကဒီသင်္ကေတလေးတွေ temperature လေးတွေကိုကြည့်ပြီးတော့အဖြေလေးဖြေရမယ်အဲ့လိုလေးလုပ်ပြရမယ်အဲ့တော့ဒီမှာ तू ကရှင်းပြထားတယ် as student B question to complete the table ဇယားကိုပြည့်အောင်ဖြည့်ဖို့အတွက်ဆိုရင် student A ကနေ student B ကိုမေးခွန်းမေးပါပြီးွားရင် an answer student B question student B မေးခွန်းကိုလည်းပြန်ဖြေပါတဲ့ using the information given in your table ဒီဇယားထဲမှာပေးထားတဲ့အချက်လက်တွေကိုသုံးပြီးတော့ student A ကမေးမယ်ပြီးရင် student B မေးတာကိုလည်းပြန်ဖြေမယ်အဲ့တော့ student B ကိုလည်းဒီလိုပြန်ပြီးတော့ပြောထားတာပဲ student A ရဲ့မေးခွန်းတွေကိုဒီဇယားမှာပေးထားတဲ့ information လေးတွေကိုသုံးပြီးတော့ဖြေပါပြီးရင် student A ကိုလည်းမေးခွန်းပြန်မေးပါတဲ့အဲ့တော့အရင်ဦးဆုံး what would the weather be like in Vientiane tomorrow အဲ့တော့ student A ကမေးလိုက်တယ် student B ကို what would the weather be like in Vientiane tomorrow student B ကပြန်ဖြေမယ် it will be foggy ဒီမှာပေးထားတယ်နော်ဖြေပုံဖြေနည်းလေးကိုလည်း example ပေးထားတယ် it will be foggy most of the day the temperature will be around 26 degrees Celsius အဲ့တော့ student A ကနောက်ဗာများထပ်မေးမလဲဒီမှာလေး Kuala Lumpur ဆိုတော့ what would the weather be like in Kuala Lumpur tomorrow student B ကဒါလေးကိုကြည့်ပြီးဖြေမယ် it will be Sunday I'm sorry it will be sunny most of the day it will be sunny most of the day the temperature will be around 34 degrees Celsius အဲ့တော့ဒီလိုလေးပြန်ဖြေလိုက်ရုံပဲအဲ့တော့ student A ကလည်းဆက်မေးမယ်နောက်ထပ်မေးခွန်းတစ်ခုပေါ့နော် what would the weather be like in Naypyidaw tomorrow အဲ့တော့ student B ကဒီ symbol လေးကိုကြည့်ပြီးတော့ပြန်ဖြေမယ် it will be ဒီမှာဒီ symbol လေးကပါလဲ thundery right it will be thundery most of the day the temperature will be around 32 degrees Celsius okay နောက်တစ်ခါမေးခွန်းလေးတစ်ခုက student A ကမေးမယ် what would the weather be like in Manila tomorrow student B ကပြန်ဖြေမယ် it will be showery most of the day the temperature will be around 29 degrees Celsius okay student B ကနေပြီးတော့မေးရမယ့်အလဲဖြစ်သွားပြီ what would the weather be like in Singapore tomorrow it will be rainy most of the day the temperature will be around 27 degrees Celsius what would the weather be like in Bangkok tomorrow it will be windy most of the day the temperature will be around 31 degrees Celsius what would the weather be like in Hanoi tomorrow it will be storming most of the day the temperature will be around 30 degrees Celsius ဒီလိုမျိုးအပြန်အလှန်မေးရမှာဖြစ်တယ်အဲ့တော့ဒီလိုမျိုး what would the weather be like in Vientiane tomorrow it will be foggy most of the day the temperature will be around 26 degrees Celsius ဒီလိုနေရာလေးတွေမှာအစားထိုးပြီးတော့ခုနလိုမျိုးအမေးဖြေလုပ်ရလို့ရတယ်ဒါဆိုနောက်ထပ်ဘယ်လိုလေးတွေများမေးလို့ရနိုင်သေးလဲဖြေလို့ရနိုင်သေးလဲ
Can you tell me the weather forecast for Kuala Lumpur? The temperature in Kuala Lumpur will be 34 degrees Celsius and it will be sunny most of the day. လိုလေးလည်းဖြေလို့ရတယ်ဒီအဖြေလေးတွေကအရှိက exercise 2က table ထဲမှာမေးထားတဲ့ sentence လေးတွေကနေပြီးတော့ကြည့်ပြီးတော့အစားထိုးပြီးတော့ဖြေပြထားတာပဲဖြစ်ပါတယ်ကဲနေပြီးတော့ What's the weather like in Naypyidaw tomorrow? In Naypyidaw, it will be thundery today and the temperature will be 32 degrees Celsius. How's the weather in Manila? How is the weather in Manila? How's the weather in Manila? It will be showery in Manila, so the temperature will drop to 29 degrees Celsius. What will the weather be like in Singapore tomorrow? In Singapore, it will be rainy and the temperature will be around 27 degrees Celsius. What about the temperature in Bangkok? It will be windy in Bangkok with a temperature of 31 degrees Celsius. Hanoi, what is the weather report for Hanoi? In Hanoi, it will be stormy with a temperature of 30 degrees Celsius. ဒီလိုမေးခွန်းလေးတွေသုံးပြီးတော့မေးလို့ရတယ်လို့ဒီလိုအဖြေလေးတွေလည်းသုံးပြီးတော့ဖြေလို့ရပါတယ်နော်အဲ့တော့များများမေးများများဖြေများများပြောဆိုလို့ရှိရင်ဒီလိုမေးခွန်း weather နဲ့ပတ်သက်တဲ့အမေးဖြေလေးတွေလောက်ရတာကိုကျွမ်းကျင်သွားပါလိမ့်မယ်ကိုကတော့လေ့ကျင့်မှုလိုတာပေါ့နော်ဒါဆိုရင် grade 7 English unit 1 unit 11 lesson 1ပြီးသွားပါပြီကျေးဇူးတင်ပါတယ်